င်္ဂလာပါမောင်လေးနာမည်လေးဆက်ပေးပါအောင်နော်ဟုတ်တားရဲ့နာမည်ကတော့ citation ဖြစ်ပါတယ်ဗျမောင်လေးရောဟင်းလေးမှာဘယ်တန်းစာရွက်တက်ရောက်ခဲ့ရလဲHelix ကို year 8ကတည်းကစသက်ဖြစ်ခဲ့ရဗျဒီမောင်လေးကဒီတက်ရောက်စဉ်ရောမောင်လေး scholarship တွေနဲ့ရရှိခဲ့ပြီလားဟင်းဒီကHelix IG တုံးကတော့ IG တုံးကတော့ intensive ရောက်တဲ့အခါမှာ40% တော့ရခဲ့ပါတယ်ဗျဒီ IGCSE မှာရောတားရဲ့ဒီ IGCSE ဖြေတော့ဒီဘယ်နှဘာသာလေ့လာသင်ကြားပြီးတော့ဘယ်လိုမျိုးဆိုတော့စက်တွေရရှိခဲ့လဲ IG တုံးက7ဘာသာကိုသင်ကြားခဲ့ပါတယ်ဗျပြီးတော့11 A star ရခဲ့ပါတယ်ဗျဟုတ်ပါပြီဒီနေ့ပွဲမှာရောမောင်လေးကဘယ်လိုမျိုးဒီ PSN ချင်းမြင့်တဲ့ award တွေရရှိခဲ့လဲဒီနေ့ပွဲမှာလည်း High Achiever Award ပေါ့ပြီးတော့မနက်ဖြန်ကျရင်လည်း Outstanding Christian Learner Award ထပ်သွားယူရအောင်ပါဗျဟုတ်ပါပြီမောင်လေးအခုလိုမျိုးထူးချွန်တွေရရှိအောင်ဘယ်လိုမျိုးစူးစမ်းထုတ်ခဲ့လဲဘယ်လိုလဲဆိုတော့အတန်းထဲမှာပေါ့အတန်းထဲမှာစာတင်တဲ့ချိန်တိုင်း concentration ပြည့်နဲ့ဟိုလိုက်ကြည့်ပါပေါ့ဆရာဆရာမဟိုအခုတော့လဲဖုန်းတော့လဲတိမ့်ပါတယ်အတန်းထဲမှာ စော့ဖို့လည်းမရှိပါဘူးအဲ့တော့စာတင်နေတဲ့အချိန်စိတ်ကစာမှာပဲရှိပါလို့ဟုတ်ဒီမောင်လေးကအခု IG ပြီးတော့မောင်လေးကဘာတွေကိုဆက်လက်ပြီးလေ့လာသင်ကြားနေလဲIG ပြီးတော့အခုက A level ဆက်တက်နေပါတော့ဟို Helix မှာလည်းဆက်တက်နေတယ်အခုတက်ရောက်နေပြီရော A level မှာ scholarship တွေများရှိပြီလားဟုတ် A level မှာ100% full scholarship ရထားပါဗျဟုတ်ပါပြီမောင်လေးအခုလိုမျိုးတူချွန်စုရရှိရတဲ့အတွက်လေနောက်လာမယ့်မောင်လေးညီမလေးတွေအတွက်လေအမှားစားလေးနဲ့လေဘယ်လိုကြိုးစားရမလဲဆိုတာလေးလည်းနည်းနည်းလေးပြောပြပါအောင်နော်ဟုတ်အဓိကကတော့ပျော်နေပါပေါ့ပျော်နေဆိုတော့လဲစာအုပ်လုံးဝမကြည့်တယ်လို့တော့မလုပ်ပါနဲ့ပေါ့စာအုပ်အေးစစ်စစ်လေးနှစ်စကတည်းကကြည့်သွားပါပုံမှန်လေးလောက်သွားပါပေါ့ past paper တွေပါညာတွေteacher တွေပြောတဲ့အတိုင်းပဲလုပ်ပါကို pace နဲ့ကိုသွားပါပေါ့ပြီးတော့စာမွေးနဲ့နီးလာရင်လည်း stress တွေမများဖို့အရေးကြီးတယ်ဟုတ်ပါပြီ A level ပြီးရင်ရောမောင်လေးကဘယ်နိုင်ငံဘယ် university မှာပဲပတ်ဝန်းကျင်နေပြောဆက်ပြီးလေ့လာနေရလဲအခုတော့ NUS Singapore ပေါ့National University of Singapore မှာbiomedical သွားဖို့ရွေးချယ်ထားကြဟုတ်ကဲ့ပါမောင်လေးခုလိုပြောကြပေးလို့မောင်လေးကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်